မဆက်တဲ့မြတ်နိုးလို့ဒုက္ခများစွာဖြာဝေရတဲ့ဒုက္ခနော်အဝေးရလာတဲ့ဒုက္ခလုံနာလေတဲ့အရေးပြတဲ့ဒုက္ခတချို့တွေဆိုအလုပ်မပြီးလို့အလုပ်ပြီးအောင်လို့နှစကြိုးစားပြီးတော့ညပွဲကင်းလာကြည့်ရတယ်အားလုံးဒါဒီကမှပွဲကြည့်လာပြီးတော့ကျွန်တော်တို့ကလူကိုယ်တိုင်နဲ့ထိတွေ့ပြီးတော့အရေးပြတယ်တချို့လူတွေ line ပေါ်နေမှာမအိပ်နိုင်ဘူးနော်အဲ့ဒါကြောင့် line ပေါ်ကြည့်ပြီးတော့အားပေးတဲ့လူတွေအကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဒီပိတ်သက်ဆိုလဲဟလားရှေ့ကနှစ်ပါးဆိုရင်ရတဲ့အချိန်လေးမှာဩဝရာတို့ဘာလို့မှရတဲ့အချိန်လေးမှာသူတို့ကရတဲ့ရလို့အိတ်တာခဏဟုတ်တယ်ဆိုင်မှုတွေနှစ်ပါးကိုကြည့်နေတာဟုတ်ဆိုင်ရမို့လို့အတိုင်တော့ခေါင်းလေးတွေထောင်းပြီးတော့မဝေးလေးတွေကြာတယ်လေဘယ်နဲ့တရားတော့တရားလို့မဝေးလေးတွေဘယ်နဲ့ကြာတယ်အော်ဒါနဲ့တကယ်ဒီချိန်တော့ဝေးဦးစာရဲ့ခဏတည်းကြီးဆွေတော်လိုက်ကြတာလူတွေမနေ
ရင်မှုစပွဲတော့ကနေတယ် ဟုတ်ကဲ့ ကိုသားလေးကိုတူလေးကိုမောင်လေး ဟုတ်ကဲ့ ကိုမျက်နှာမငယ်ရအောင်သွားပြီးအောင်မဆိုပြီးတော့ဟုတ်ဘုရင်နေရောက်လာတယ် ရောက်လာပါရဲ့ လိုင်းပေါ်ကနေပြီးတော့စုလေးရရင်လည်းပြောနေကြတာ ဟုတ်ကဲ့ကြပါ ဘုရားအင်းများတယ်ချစ်ချင်းမြတ်တာနေ ဟုတ်ပါဗျာ ဒါမှမဟုတ်ပွဲမစားခင်ညနေလေးကရောက်နေကြပြီ နေရာလေးယူလာပြီ ပွဲမစားသေးဘူးဘလောက်တည်းဖျားလေးဝယ်ပြီးကြပြီ ဟုတ်ကဲ့ ဟုတ်တယ်မလားမမလေးဟုတ်တယ်မလားမမလေးတပြားရရလားတပြားရရလားဝိညာဉ်နေတော့